ပေပင်ကုန်းရွာနောက်ဖက်သို့ထွက်ပြီးတော့ရှိုးမြောင်လေးတစ်ခုတွင်းကိုဆင်းမှာကတင်းချိုင်းဟောင်းတစ်ခုကိုတွေ့မြင်ရမှာဖြစ်ပါတယ်။တက္ကရီ1900ခန်းလောက်ကနေစပြီးတော့1998ထိအဲ့ဒီနေရာကိုသာအသုံးပြုလာကြခြင်းကြောင့်အတော်ကလေးပင်ဟောင်းနှွမ်းလွန်းလာတယ်။လုံငယ်သော10နှစ်ခန့်ကရဲရဲနီအောင်ပွင့်ခဲ့တဲ့လက်ပံပင်အိုကြီးဟာလည်းအခုကတင်းချိုင်းလယ်မှာမကောင်းဆိုးဝါးတကောင်ထိုင်းနေတဲ့ပွဲငုတ်တူတာကြံပါတော့တယ်။၎င်းပင်ကြီးရဲ့အောက်မှာရှိတဲ့မြေပုံဟောင်းတစ်ခုဟာအဲ့ဒီပင်ကြီးရဲ့အရေးကိုမရနိုင်တော့ကြီး။ခေါင်းရင်းမှာရှိတဲ့ခတ်ဆောင်းဆောင်းတစ်သားပြားမှတ်တိုင်ပေါ်မှာဒေါခင်မြိုင်အသက်44နှစ်ဟူသည့်စာလုံးခရီးကိုမြင်နေရသည်အဲ့ဒီမှတ်တိုင်ပေါ်သို့လူမြောက်ရဲ့အရေးဟာကန့်လန့်ပြထိုးကြလာလေတယ်မှတ်တိုင်နှင့်ဤသောအရေးမှာတောင်တင်းတန်မာသောအရွယ်ကောင်းလူငယ်တို့၏ရိပ်ဖြစ်ကြောင်းထင်ရှားတယ်ကြံရိပ်တစ်ခုမှာကိုင်းညွတ်သောကိုယ်ရယ်ရှိပြီးတော့တစ်ဖက်မှာလည်းတောင်မွေးကိုထောက်ထားသေးလေတယ်ဒီမြေပုံကငါတူရဲ့မိဦးကြီးနှမခင်မြိုင်ရဲ့မြေပုံပါကွယ်အဲ့ဒီဖိုးကြီးရဲ့စကားကိုကြားတော့လဲလူငယ်သည်မြည်တို့မျှမတုံ့ပြန်သည်အဖိုးကြီးလည်းဆက်ပြေဆိုလေသည်ငါတူကြီးကဒီရွာထွက်သွားတာ10နှစ်ကျော်ပြီဆိုတော့မြေပုံနေရာကိုမှတ်မိလိမ့်မယ်မထင်ဘူးကျုပ်ကောင်းကောင်းမှတ်မိပါတယ်ဦးဒီနေရာလေးခေါ်လာတာကဦးကြီးကိုနှုတ်ဆက်ဖို့ပါဒီငိန်နဲ့လေတံနဲ့မျက်လွှာချထားတဲ့အဲ့ဒီလူငယ်မျက်နှာကိုအဖိုးကြီးတစ်ချက်မော့ကြည့်လိုက်တယ်လေကုန်းပေါ်ကိုပြန့်ကျနေတဲ့ဇန်နဝါရီရှည်များနဲ့အနှဲအောင်ခြုံတဲ့အထက်မှာရှိတဲ့ခိုင်ခန့်တဲ့မေးရိုးများကဒေါခင်များကြီးတာပီတာတီတွေးပြီးအဖိုးကြီးလည်းအတန်ကြာငေးကြည့်နေပြီတယ်အဲ့ဒီလူငယ်ဟာလွန်ငယ်သော15နှစ်ခန့်ကအဖမရှိအမိမဲ့လူမမဲခလေးငယ်တဦးဖြစ်သည့်မျက်စံထွန်းဦးကြီးနေနဲ့မတားခြင်းပေမဲ့ငါတို့ကိုဒုက္ခအောင်မှမလိုလားဘူးကွယ်တရဝါတစ်ခုကန်တစ်ခုရှိပါစေတော့လားကျုပ်ရဲ့မိဦးရဲ့နှမောက်သက်ဆုံးရှုံးရတဲ့ကန်တစ်ခုတော့ဘယ်နည်းနဲ့မှခွင့်မလွတ်နိုင်ဘူးတွေ့အောင်ရှားရမယ်ရှားအောင်လက်စားချေရမယ်ချက်ချင်းပင်မျက်စံတို့၏မျက်တောင်းတို့ရဲရဲနေနေပြီးအန်ကိုကြိတ်လိုက်တဲ့အခါကာတော်မေးရိုးတို့တင်းမာလာလီဖြောင်စင်းတဲ့နှာတန်နဲ့ရာဘက်မျက်လုံးတို့ကြားနိုင်လဲမျက်ရည်တစ်ချောင်းစီးဆင်းသွားသည်မျက်နှာတစ်ချမ်းကိုလက်ဖွားဖြင့်အုပ်လိုက်တဲ့အခိုက်တက်လေဦးတစ်ချက်တိုက်ခတ်သွားတာကြောင့်ခြုံတယ်နဲ့စံရွယ်ရှည်တို့မှာလေတွင်တလွင့်လွင့်နေခေါက်ထားသောအင်ကြီးလက်ကိုဖြန့်ရင်းရှမ်းမောင်း၏အနက်၏ခါးစည်းကျိုးကိုတင်းလိုက်သည်အဲဒီနောက်တင်းချိုင်းအနောက်ဘက်တဲ့ကိုတရွေ့ရွေ့နဲ့ထွက်ခွာသွားလိတော့သည်မြေပုံဘေးမှာကြံနေခဲ့တဲ့အဖိုးကြီးလဲမျက်စံတို့ရဲ့ကြောပြင်ကိုငေးပြီးတော့လွန်ခဲ့တဲ့15နှစ်အလွန်ကာလသို့ပြေးနေပြန်လဲမြင်အောင်လာလိတော့တယ်